မင်္ဂလာပါမစ္စတာရဲစိုက်ကရောင်းဝယ်ရပါအခုပြသမဲ့ဘိန်းလေးကတော့ VNM ဘိန်း SYN လေးဖြစ်ပါတယ် SYN bonus လေးပါဒီဘိန်းလေးရဲ့အနေထားဆိုစတက်မီလိုင်းအင်ဂျင်ကော့မဲ့လောင်းကဘိန်းရှယ်လေးဖြစ်မယ်အင်ဂျင်တွေဘာမှမလို့ဘူးလောင်းကလက်တင်စီမန်းလေး license တက်တန်းလေးကြံပါအောင်မယ်ဒီဘိန်းလေးကိုရောင်းချပေးမဲ့ဈေးနှုန်းလေးကတော့22သိန်းခွဲကိုအလျှော့တင်းပပနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ဘိန်းလေးရဲ့ပတ်လည်လေးကိုတစ်ချက်ပြသပေးပါမယ်ဘိန်းလေးအောက်ပိုင်းလေးတွေကြံပါအောင်မယ်အရှင်းနောက်တာရမလို့ပါဘူးလောင်းကအင်ဂျင် COC စိမ့်ကင်းပါမယ်ဘိန်းမှာတူဝါလေးနဲ့သူအချက်လက်လေးလည်းကြံပါအောင်မယ်ဘိန်းလေးရဲ့အင်ဂျင်ဆက်တန်လေးကိုတော့တစ်ချက်ဆက်နိုးပြပေးမှာဖြစ်ပါတယ်ဘိန်းလေးကတော့စတက်တော်ဝင်မီးလိုင်းရပါတယ်ကျွန်တော်တို့လောလောဆယ်ပတီအိုးလေးကတော့မတက်ထားလို့ပါကောင်းပါဘိန်းရှယ်လေးပါအင်ဂျင်အတန်ပလန်လည်းရှင်းပါတယ်ကျိုင်းနဲ့တက်ခဲ့ပါကကျွန်တော်တို့ပတီအိုးလေးထည့်ပေးမှာဖြစ်ပါတယ်လောင်းကဘိန်းရှယ်လေးပါဒီဘိန်းလေးနဲ့ပတ်သက်ပြီးတော့အချက်လက်ပြည်စီချင်းလိုပါက34လမ်းခွန်လေးခွန်5ကျမစ္စတာရဲစိုက်ကရောင်းဝယ်ရေးလာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်အရေးကြဝယ်ယူသူအားလုံးလည်းလာရောက်ဆက်သွယ်မေးမြန်းလို့ရပါတယ်